ကျွန်တော်ဒီတော့ဘာလို့လိမ့်မှာလဲဖြစ်ပါတယ်ချင်းချင်းပေါ်အောင်လို့ပါကိုဘာလို့လိုက်ကြမအေးတူကြမယ်နော်ဆက်တယ်လီဦးနေ56တယ်ဒီဟေးနောက်ဆုံးဘောလို့ရပါဘောလို့ရပါပြီရပါဘောလို့နောက်ဆုံးလိုက်ပါကျွန်တော်ဒီဘာရမယ်ကြည့်ကြအောင်လို့ကြည်စားကျွန်တော်ဒီနေ့ရဆိုပါလို့ကျွန်တော်ဒီပိုင်းဒါဆိုဘောလေးနဲ့ရဆိုဘောလေးနဲ့ပေါ့ဘာအဝါရောလိမ့်မော်ရောဟုတ်တယ်ဖြစ်နိုင်ပါဘူးဟုတ်တယ်ဟုတ်လားမင်းဖြစ်နိုင်ပါဘူးကွာမင်းအမို့ဒါမှဘယ်လိုလဲမသိဘူးသားဟုတ်တယ်ဖြစ်နိုင်ပါဘူးမင်းကျွန်တော်ရောက်ဆိုလို့ရပါတယ်ကျွန်တော်တကယ်ကြီးစော်တာပါကျွန်တော်ဒီမှာပါဟုတ်ကဲ့ပါကျွန်တော်ပတိရမလားဒီကလေးကြာကြမယ်ဒါရည်ကြီးဘကောနေရင်ကြာမယ်ဘယ်လောက်ကြာတော့အထောက်ကျွန်တော်ဒူးပုံစံမပြတော့ပါဘူးဒီစောက်ကြော်ညာကျွန်တော်တို့ကြော်ညာဝင်သွားလို့ပါ sorry ပါကျွန်တော်ကြော်ညာဝင်သွားလို့ပါကြော်ညာဝင်သွားလို့ကျွန်တော်တကြိတ်ကိန်းချော့ကြပါလားတပြည့်ကိန်းမဆောင်းနိုင်ဘူးရတပြည့်ကိန်းမဆောင်းနိုင်ကျွန်တော်တကြိတ်ကိန်းချော့ပါတကြိတ်ကိန်းချော့ပါအေးမဆောင်းလားအဲ့ကချော့ကောင်းနေပြီဒီဆိုရင်အဲ့ဒါမှရှိဟုတ်တယ်ကျွန်တော်တကြိတ်ကိန်းချော့ပါပြီဒီကတော့ကျွန်တော်ကြိုက်တော့လုပ်လို့ရပါခင်ဗျာဟုတ်တယ်ကျွန်တော်နာမည်သူ့နာမည်အစကတော့ဝီယံပါတော့ဘာမင်းမဲစစ်ကတူတာလေကွာဝီယံအရင်တော့နာမည်ဒါမင်းဒေးဗစ်နော်ဟုတ်တယ်မလားရင်နာမည်ဒေးဗစ်ငါနာမည်ငါမရင်နာမည်ကြတော့ကျွန်တော်မရင်နာမည်ကြတော့ဝီယံဟုတ်တယ်ကျွန်တော်အခုနာမည်ကြတော့တရွေအဲတဲ့ဘောဆက်ပဲတဲ့ဘောမင်းနာလေးတူအဘွားလာဒါလေးလုံးလားဒါလေးလုံးဟုတ်တူဝိုင်းလာရိုက်ဒါဒီမှာအဘွားတိုင်းလာပြီဟုတ်လားအေးအဘွားဝါအေးအဲ့ဒီဒါတော့သူတူတကြီးရတယ်တူโอเคကိုတကြီးရတယ်တူစားတယ်လာပြီမွာအဘွားအမေအဘွားမွာ